မင်္ဂလာပါခင်ဗျာမလေးရှားညောက်ရွှေမင်္ဂလာတို့တဲ့နေ့စဉ်သုံးမလေးစကလုံး16လုံးကိုဝါချလေးတွေနဲ့တကွအတန်ထွက်မှန်မှန်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဤနီဒါဥပမာဤနီအပါဒါပါလေကိုနားကပင်စည်းကိုမေးတာပါဤတူဟိုဟာဥပမာဤတူမှာဟာဟိုဟာဈေးကြီးတယ်အဝေးကပစ္စည်းကိုညွှန်ပြတာပါပါနတ်ပူတယ်ဥပမာဟာရီအီနီပါနတ်ဒီနေ့ပူတယ်ရာဒီဥဒုပူရင်သုံးပါတယ်ဆက်ကျွတ်အေးတယ်ဥပမာအာရေးဆက်ကျွတ်ရေအေးအေးပတ်တာမျိုးကိုလည်းသုံးပါတယ်ဒါတန့်လာတယ်ဥပမာစီနီဒါတန့်ဒီကိုလာပါဘာလစ်ပြန်တယ်ဥပမာဆာယနာဘာလစ်ကျွန်တော်ပြန်ချင်ပြီအာဝယ်စောတယ်ဥပမာဒါတန့်အာဝယ်စောစောလာပါလေဝတ်နောက်ကျတယ်ဥပမာဂျန်ကန်လေဝတ်နောက်မကျစေနဲ့ဘတိုးမှန်တယ်ဥပမာဘတိုးကဟုတ်လားမှန်လားစာလားမှားတယ်ဥပမာဂျန်ကန်စာလားမမားစေနဲ့ချာကပ်ပြောတယ်ဥပမာချာကပ်ပလန်ပလန်ဖြည်းဖြည်းပြောပါဘူဝတ်လုတ်တယ်ဥပမာဘူဝတ်ကရကြအလုတ်လုတ်ပါစနန်းလွယ်တယ်ဥပမာကရကြအီနီစနန်းဒီအလုတ်ကလွဲပါတယ်စူစခတ်တယ်ဥပမာစန်းကစူစအယမ်းခတ်တယ်ဘာစဆိုတယ်ဥပမာလန်တိုင်းဘာစကျန်းဖေဆိုနေတယ်ကရင်ချောက်တယ်ဥပမာဘာကျူးဆူဒါကရင်အင်းကြီးချုပ်သွားပြီဒီနေ့မျှဝေပေးခဲ့တာကတော့မလေးရှားရောက်မြန်မာလုပ်သားတွေအတွက်အခြေခံအကြဆုံးစကားလုံးလေးတွေပဲဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးတွေရှိရင် comment မှာရေးပေးခဲ့ပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ